Hello မင်္ဂလာပါဒီနေ့မှာတော့ဒီထဲက advanced ကရိယာဝိသေသနရဲ့အကြောင်းလေးကိုဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ် advanced ဆိုတာကဒီထဲကို sentence တစ်ခုလုံးကိုအချိန်နည်းလမ်းနေရာအတိုင်းအတာစသည်ဖြင့်ပုံမရှင်းပြပေးတဲ့ပုံမအထူးပြုပေးတဲ့စကားလုံးပဲဖြစ်ပါတယ် adverb ကိုဒီထဲကိုခွဲခြားကြည့်မယ်ဆိုရင် adverb 5မျိုးရှိပါတယ် adverb of manner adverb of time adverb of place adverb of frequency adverb of degree ဆိုပြီးတော့ခွဲခြားထားပါတယ် adverb of manner adverb of manner ဆိုတာဘာလဲ adverb of manner ဆိုတာဒါအပြုအမူတွေကိုဖော်ပြတဲ့ adverb ပေါ့နော်ဒီ adverb ကဆိုရင် verb ရဲ့နောက်မှာရှိတတ်ပါတယ်ပြီးတော့သူက action လုပ်ဆောင်ချက်တွေကိုပြပါတယ် example she sings beautifully beautifully ဒီ adverb ပါ he speaks softly softly ဒီလည်း adverb ပါ they walk quickly quickly ဒီလည်း adverb ဖြစ်ပါတယ်ဒါကတော့ adverb of manner လေးပဲဖြစ်ပါတယ်ရှင်နောက်တစ်ခု adverb of time adverb of time ဆိုတာကတော့ဒီထဲတို့ကစာကြောင်းအဆုံးမှာဒီ adverb တွေကရှိတတ်ပါတယ်ဒီ adverb တွေကဆိုရင်အချိန်ကိုဓာတ်ရိုက်ပြတဲ့ adverb တွေပဲဖြစ်ပါတယ် example I will go tomorrow tomorrow ဒီ adverb ပါ he came yesterday yesterday ဒီလည်း adverb ပါပဲ they are leaving soon soon ဒီလည်း adverb ပဲဖြစ်ပါတယ်ရှင် adverb of place adverb of place ကတော့ဒီ adverb ဟာဆိုရင် verb ရဲ့နောက်မှာသူကရှိတတ်ပါတယ်ဒီ adverb ဟာဆိုရင်လှုပ်ဆောင်ချက်ဖြစ်ပျက်တဲ့နေရာကိုပြသတဲ့ adverb မျိုးဖြစ်ပါတယ် example she looked everywhere everywhere ဒီ adverb ပါ the kids are playing outside outside ဒီလည်း adverb ပါ he lives nearby nearby ဒီလည်း adverb ပဲဖြစ်ပါတယ် adverb of frequency adverb of frequency ဟာဆိုရင် verb ရဲ့ရှေ့မှာသူဟာရှိတတ်ပါတယ်သူဟာဆိုရင်တော့လှုပ်ဆောင်မှုကြကြဖြစ်တာမျိုးကိုဖော်ပြတဲ့အခါမှာသုံးပါတယ် example she always smile always ဒီ adverb ပါ he never eats vegetable never ဒီလည်း adverb ပါ they usually come early usually ဒီလည်း adverb ပဲဖြစ်ပါတယ် adverb of degree ဒီ adverb ဟာဆိုရင် adjective မတိုင်ခင်မှာဒီ adverb မျိုးကရှိတတ်ပါတယ်သူဟာဆိုရင်တော့အတိုင်းအတာကိုဖော်ပြတဲ့ adverb ဖြစ်ပါတယ် example I am very tired very ဒီ adverb ပါ she is too shy too ဒီ adverb ပါ this is almost finished almost ဒီလည်း adverb ပဲဖြစ်ပါတယ်ဒီချာတော့ adverb တွေဟာဆိုရင်အများစုက ly နဲ့ဆုံးကြတာများပါတယ်ဒါပေမဲ့တချို့သော irregular adverb တွေလည်းရှိပါတယ်ဥပမာဆိုရင် adjective က good ဆိုရင် adverb က well ဖြစ်သွားတာမျိုးနောက် adjective နဲ့ adverb နဲ့ပုံစံတူတာပေါ့နော် fast ဆိုရင် fast ပဲ hard ဆို hard late ဆို late early ဆို early straight ဆို straight round ဆို round long long เนาะအစရှိသဖြင့် adjective နဲ့ adverb နဲ့ပုံစံတူတဲ့ adverb တွေလည်းရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်